mono solar panel ကိုတက်ဆင်ပြီးအသုံးပြုမလား bifacial solar panel ကိုတက်ဆင်ပြီးအသုံးပြုမလားအားလုံးပဲမင်္ဂလာပါ A1 solar ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာကတော့လူချင်းမင်းတို့အိမ်တွေမှာ solar တက်ဆင်အသုံးပြုတော့မယ်ဆိုလို့ရှိရင် mono solar panel ကိုတက်ဆင်ပြီးအသုံးပြုမလား bifacial solar panel ကိုတက်ဆင်ပြီးအသုံးပြုမလားဆိုတဲ့ရွေးချယ်မှုအကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော် mono ကနေစပြောလိုက်အောင် mono ဆိုတာကတစ်သူ့မှာမျက်နှာကတစ်ဖက်တည်းပဲပါတာအဲ့ဒါကြောင့်မလို့ကျွန်တော် mono လို့ခေါ်တယ်အဲ့ဒီတော့ mono solar ကိုတက်ဆင်အသုံးပြုတော့မယ်ဆိုလို့ရှိရင်ဘယ်လိုနေရာတွေမှာတက်ဆင်အသုံးပြုရမလဲဆိုတာသူ့ရဲ့မျက်နှာတစ်ဖက်တည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအိမ်အမိုးတွေမှာကပ်ပြီးတော့တက်မယ်ဆိုလို့ရှိရင် mono ကိုတက်ဆင်ပြီးတော့အသုံးပြုမယ်အဲ့ကြတော့တကယ်လို့ကျွန်တော်တို့ကနိုင်ရန်တစ်ဖက်ထဲမှာပဲအလင်းရောင်ကရနေတဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့က mono ကိုအသုံးပြုမယ် mono ကိုအသုံးပြုတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဘာအကျိုးကျေးဇူးရှိလဲဆိုတော့နံပါတ်1ကကျွန်တော်တို့ဈေးသက်သာတယ်ဒါပေမဲ့ကျွန်တော်ဈေးကွက်မှာတော့ပြောင်းပြန်ဖြစ်နေတယ် bifacial ကဈေးသက်သာနေတယ်တကယ်တမ်းကျတော့ဒီထုတ်လုပ်မှုလုပ်ငန်းစဉ်အရာ solar မျက်နှာပြင်တစ်ဖက်ထဲမှာပါတဲ့အတွက်ကြောင့် mono ကဈေးသက်သာပါတယ်ပြီးရင်ကျွန်တော်တို့တက်ဆင်ထားတဲ့အတွေ့အကြုံရဆိုရင် efficiency ကကောင်းပါတယ် mono ကပြောရမယ်ဆိုလို့ရှိရင် bifacial က efficiency mono ထက်ပိုကောင်းတယ်လို့ data တွေအရပြောကြပြီမဲ့ပေါ့နော်ကျွန်တော်တို့အတွေ့အကြုံရတော့မြန်မာပြည်မှာလာတဲ့ solar တွေမှာ mono နဲ့ bifacial နဲ့ဆိုလို့ရှိရင် mono အနေနဲ့ mono လိုပဲသုံးမယ်ဆိုရင် mono ကပို့ပြီးတော့ efficiency ကောင်းတာကိုတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ bifacial အကြောင်းပြောရအောင် bifacial ကိုဘယ်လိုနေရာမှာတက်မလဲဆိုရင်ကျွန်တော်တို့ select တွေပေါ်မှာစင်တွေထိုးပြီးတော့တက်ဆင်တဲ့အခါမျိုးမှာကျွန်တော်တို့ bifacial ကိုသုံးတယ်နောက်တစ်ခုကကျွန်တော်တို့ရေပြင်ရေကန်တွေပေါ်မှာအလင်းပြန်နိုင်တဲ့ area ကနေပြီးတော့နောက်ချမ်း bifacial ရဲ့နောက်ချမ်းကိုကျွန်တော်တို့အလင်းပြန်နိုင်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ bifacial ကိုသုံးလို့ရတယ်အဲ့ကြောင့်ကျွန်တော် bifacial အကြောင်းပြောမယ်ဆိုရင် bifacial ကသူ့နာမည်လိုပဲ bi ဆိုတော့နှစ်ခုကျွန်တော်မျက်နှာနှစ်ဖက်စလုံးမှာပါတယ်ပြောရမယ်ဆိုရင်မျက်နှာများတဲ့မောင်ပေါ့အဲ့ကြောင့်မျက်နှာနှစ်ဖက်ပါတယ်မျက်နှာနှစ်ဖက်ပါတဲ့အတွက်သူ့ရဲ့အားသာချက်ကမျက်နှာနှစ်ဖက်စလုံးကနေပြီးတော့အလင်းရောင်ကိုလက်ခံရရှိပြီးတော့မှကျွန်တော်တို့က output ထုတ်ပေးနိုင်တယ်အဲ့အတွက်ကြောင့်သူက overall capacity မှာဆိုလို့ရှိရင် mono တွေတဲ့သူက 10% ကနေ 30% လောက်ထိပို့ပြီးတော့ထုတ်ပေးနိုင်တယ်လို့ပြောတယ်efficiency အနေနဲ့ဆိုရင်လည်းသူက22ကနေပြီးတော့29%လောက်အထိ output ထုတ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်15%ကနေပြီးတော့22%လောက်ပဲထုတ်ပေးနိုင်တဲ့ mono solar တွေထက်ပိုပြီးတော့ output ထုတ်ပေးနိုင်တယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်။ select ပေါ်မှာကျွန်တော်တို့ကဒီအမိုးတင်လိုက်မယ်။အဲ့ဒီအမိုးပေါ်မှာကျွန်တော်တို့က time frame စောက်ပြီးတော့မှ time frame ပေါ်မှာ solar တင်မယ်ဆိုရင်ဒါကျွန်တော် bifacial ကိုအသုံးပြုတင်တယ်။နောက်တစ်ခုကကျွန်တော်ကမြေပြင်ပေါ်မှာကျွန်တော်တို့စင်နေစောက်ပြီးတော့အမြင့်တင်ပြီးတော့ solar သုံးမယ်ဆိုရင်လေဒါကျွန်တော်တို့ bifacial ကိုအသုံးပြုလို့ရတယ်။နောက်တစ်ခုကရေပြင်ပေါ်မှာကျွန်တော်တို့ကဒီရေကန်တွေပေါ်မှာ solar panel တွေကိုထားရဲဆိုရင်လေကျွန်တော်တို့ကရေကန်တွေကနေပြီးတော့အလင်းပြန်ပြီးတော့နောက်အချမ်းကိုကျွန်တော် reflect light ကနေပြီးတော့ solar ရဲ့ back panel side ကိုအလင်းပေးနိုင်တယ်ဆိုရင်လေဒါကျွန်တော်တို့က bifacial ကိုတက်ဆင်ပြီးတော့အသုံးပြုလို့ရပါတယ်။အဲကြတော့ mono တက်ဆင်သည်ဖြစ်စေကျွန်တော်တို့ bifacial ကိုတက်ဆင်သည်ဖြစ်စေကျွန်တော်တို့အနေနဲ့ solar တက်ဆင်ရေးလုပ်ငန်းတွေမှာအသုံးပြုလို့ရပါတယ်ဒါပေမဲ့ mono ကို mono တက်ဆင်မဲ့နေရာမှာတက်ဆင်မယ် bifacial ကို bifacial တက်ဆင်မဲ့နေရာမှာတက်ဆင်မယ်ဆိုရင်ကျွန်တော်တို့ solar panel တွေကနေပေးထားတဲ့ efficiency နဲ့အကျိုးကျေးဇူးကိုအပြည့်အဝရရှိခံစားရမှာဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိမိအိမ်မှာ solar တက်ဆင်မယ်ဆိုလို့ရှိရင် mono တက်ဆင်ရမလား bifacial တက်ဆင်ရမလားဆိုတာသိသွားခဲ့ရင် mono ဒါမှမဟုတ်ရင် bifacial လို့မှတ်ပြီးလို့ရပါတယ်အခုဆိုရင်ကျွန်တော်တို့ solar တက်ဆင်အသုံးပြုတဲ့နေရာမှာ mono panel နဲ့ bifacial panel ကိုဘယ်လိုနေရာမှာတက်ဆင်အသုံးပြုရမလဲဆိုတာကိုသိသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်နောက်ကိုလည်းဒီလိုမျိုး solar နဲ့ပတ်သက်တဲ့ knowledge တွေကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့အားပေးကြည့်ရှုပါအောင်လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်